ျားသခင်ဤကောင်းကြီးမင်္ဂလာအဖျားဖျားတက်ရောက်ပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းချီးပေးပါ၏20ရက်3လ2025ကြာတာပတိနေ့နေ့စဉ်သက်ဝင်စာဆောင်ကိုအတူတကွဖတ်ရှုခြင်းအပြင်ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ကြပါစို့တင့်အသက်တာအတွက်အကျိုးတက်ရောက်မှုရှိစေပါသင်တို့သည်ဤလောကဤအလင်းဖြစ်ကြ၏တောင်ထိပ်၌တည်သောမြို့ကိုမကွယ်နိုင်ရှမသက်အခန်းကြီး9အငယ်14မြောက်များစွာသောဖြစ်စဉ်တွင်သခင်ယေရှုသည်သူကိုယ်သူဤလောကဤအလင်းဖြစ်ကြောင်းကြေညာထားပါသည်ရှင်ယောဟန်အခန်းကြီး8အငယ်12တွင်တမန်ကျမ်းစာကတဖန်တုံယေရှုကငါသည်ဤလောကဤအလင်းဖြစ်၏ငါနောက်သို့လိုက်တော်သူသည်မှောင်မိုင်း၌မသွားမလားအသက်ဤအလင်းကိုရလိမ့်မည်ဟုမိန့်တော်မူ၏ရှင်ယောဟန်အခန်းကြီး9အငယ်9တွင်ငါသည်ဤလောက၌ရှိစဉ်ဤလောကဤအလင်းဖြစ်၏ဟုမိန့်တော်မူပြီးလျှင်ဟုဖော်ပြထားပါသည်ရှင်ယောဟန်အခန်းကြီး7အငယ်44မှ46တွင်လည်းကိုတော်ကငါကိုယုံကြည်သမျှသောသူတို့သည်မှောင်မိုက်၌မနေစေခြင်းငါသည်အလင်းဖြစ်လျက်ဤလောကသို့ကြွလာပြီဟုမိန့်တော်မူထားပါသည်ဤအရာများသည်နည်းနည်းသောဖော်ပြမှုများဖြစ်သည်ညီသူကမြသခင်ယေရှုကဲ့သို့ညီသည့်အခါကမှစကားမပြောဘူးပါသို့တော့ယနေ့မှမူကျွန်ုပ်တို့သည်ကိုတော်ကဲ့သို့ပြောဆိုနိုင်ပြီအကြောင်းမှာတမန်ကျမ်းစာကငါတို့သည်ကိုတော်နီးတူဤလောက၌ဖြစ်ကြ၏ဟုမိန့်တော်မူ၏တိယောအခန်းကြီး4အငယ်19ကိုတော်သည်ကျွန်ုပ်တို့အားဤလောက၏အလင်းဖြစ်စေထားပြီးထိုအလင်းသည်တောက်ပသောအလင်းဝင်းလက်သောအလင်းဖြစ်၍သင်ဤကဘာကြီးအားလင်းထိန်စေပါသည်စာရမဏတ်သည်ဟောက်သောချင်းသိကဲ့သို့တင်ပတ်ဝန်းကျင်တွင်ချောင်းမြောင်းလှဲ့လည်နေကောင်းနေမည်သို့မဟုတ်နေရာအနှံ့လျှောက်သွားနေနိုင်မည်သို့သောသူသည်အကြောင်းကိစ္စများကိုမောင်းနှင်ထိန်းချောင်းနိုင်စွမ်းမရှိပါအကြောင်းမှာသူသည်အမောင်မိုက်ဖြစ်ပြီးသင်သည်အလင်းဖြစ်နေသောကြောင့်ဖြစ်သည်အလင်းသည်အမောင်မိုက်ကိုပပျောက်လွင့်ပြဲစေပါသည်ဟာလေလုယာဤအရာကရှမသက်အခန်းကြီး9အငယ်16ရှိသခင်ဖျားဤအာနာပြင်းထန်သောမိမ္မာချက်ကိုပုံမူ၍တန်ဖိုးထားလာစေရန်ကူညီပေးပါသည်ကိုရောကထိုနည်းတူသူတစ်ပါးတို့သည်သင်တို့ဤကောင်းသောအကျင့်ကိုမြင်၍ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖဤဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှာသူတစ်ပါးရှိ၌သင်တို့အလင်းကိုလင်းစေကြလော့ဤနေရာ၌သခင်ယေရှုအသားပေးထားသည့်အရာမှာသင်အားဖြင့်အခြားသောသူများသည်ဖျားသခင်ဤဘုန်းတော်ကိုထင်ရှားစေရန်စိတ်လှုပ်ဆော်ခြင်းခံရသည့်တိုင်အောင်သင်ဤအလင်းကိုအလွန်တောက်ပစွာထွန်းလင်းစေကြရန်ဖြစ်ပါသည်နေ့တိုင်းထိုကဲ့သို့သောရောင်ကြည်တော်နှင့်ထွန်းလင်းတောက်ပပြီးသင်ဘဝသည်ဖျားသခင်ဘုန်းအတ္တရတော်ဤတသက်ခံချက်တစ်ခုဖြစ်လာသည်အလွန်ထမြတ်သောဉာဏ်နှင့်အလွန်ပြင်းပြသောအလင်းကိုထွန်းလင်းပါနောက်တနည်းဖြင့်ပြောရရင်သင်ဘဝနှင့်အတူလွှမ်းမိုးမှုတစ်ခုပြုပါသင်သည်ရွာငယ်စနပုတ်တွင်မွေးဖွားသည်ဖြစ်စေသို့မဟုတ်နန်းတော်ကြီးထဲတွင်မွေးဖွားလာသည်ဖြစ်စေဤသို့မျှကွဲပြားခြားနားမှုမရှိပါယခုသင်သည်ဤနေရာသို့ရောက်ရှိနေပြီးကဘာကြီးအားလင်းစေပြီးအဖဖျားဤကောင်းသောအမှုများကိုမြင်သာထင်သာစေပါဤကောင်းသောအကျင့်များဆိုသည်မှာအပေနီထိုအရာများသည်ဖျားသခင်ဤလှုပ်ဆောင်မှုများသို့မဟုတ်လှုပ်ရှားမှုများဖြစ်ပြီးတဘာဝလွန်သောအရာများနှင့်နမိတ်လက္ခဏာများဖြစ်သည်သင်သည်အခြားသောသူများစီသို့ရောက်ရှိရန်နှင့်ကောင်းချီးပေးရန်ကိုတော်ဤအတန်နှင့်ကိုတော်ဤ
လက်များဖြစ်သည်ဤအရာသည်ဘုရားသခင်ကျွန်ုပ်တို့အားရှင်သန်ရန်ခေါ်ယူထားသည့်တာလွန်ထူးခြားသောအသက်ကိုရောဤဘုံအတရေတော်အတွက်ရည်ရွယ်ချက်ရှိသောအသက်အကျိုးတရားမှုရှိသောလွှမ်းမိုးသောအသက်ဖြစ်သည်ဤအရာအပြင်စိတ်အားထက်သန်မှုရှိပါစိတ်လှုပ်ဆော်မှုရှိစေပါထပ်၍လေ့လာရန်ကြံပါရှင်ယောဟန်အခန်းကြီး8အငယ်7ဖလပိအခန်းကြီး2အငယ်15အေဘက်အခန်းကြီး9အငယ်8မဿဲအခန်းကြီး9အငယ်16ဆုတောင်းခြင်းကိုအတူတကွဝန်ခံကြပါစို့ချစ်တော်မူသောအဖကျွန်ုပ်အားဤလောကဤအလင်းဖြစ်စေသည့်အတွက်ကိုရောအားယေရှုတင်ပါသည်လူတို့သည်ကျွန်ုပ်ဤကောင်းသောအမှုများကိုမြင်တွေ့စေရန်နှင့်ကိုရောဘုံထင်ရှားစေရန်ကျွန်ုပ်ဤအလင်းအားအလွန်အမင်းတောက်ပစွာထွန်းလင်းတောက်ပစေရန်ကျွန်ုပ်အနှံပါ၏ကိုရောသည်ရည်ရွယ်ချက်ရှိသောအတ္တတာအကျိုးတရားမှုရှိသောလွှမ်းမိုးသောအတ္တတာတစ်ခုကိုကျွန်ုပ်အားပေးတော်မူသည့်အတွက်ကိုရောကိုယေရှုတင်ပါ၏ဤအမှန်တရားအဖြစ်ကျွန်ုပ်သည်စိတ်အားထက်သန်မှုရှိပါ၏သခင်ယေရှု၏အမည်နာမ၌အာမင်တနစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ရှင်လုကာအခန်းကြီး3အငယ်1မှ38တရားဟောရာကျမ်းအခန်းကြီး16မှ19ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြပါစို့တနစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ရှမဿဲအခန်းကြီး24အငယ်23မှ33ခမြောက်ရာကျမ်းအခန်းကြီး29ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြပါစို့